Lionel Messi ရဲ့ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ Newell's Old Boys အသင်းကအဆိုပါကမ္ဘာ့ဖလားချန်ပီယံကိုလာမယ့်နှစ်မှာကာလာရိုစာချုပ်နဲ့ခေါ်ယူမဲ့အစီအစဉ်တွေကိုထုတ်ဖော်ကြေညာခဲ့ပါတယ်။အဆိုပါအာဂျင်တီးနားကလပ်ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ Juan Manuel Medina ကအသင်းအနေနဲ့2024ခုနှစ်ကတည်းကအဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာဖြစ်ကြောင်းပြောကြားခဲ့တော့လေအသက်38နှစ်အရွယ် Messi နဲ့ဓာတ်ရိုက်ဆွေးနွေးမှုတွေနဲ့ဆက်လင်းပြီးအသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။2029ခုနှစ်ပထမနှစ်ဝက်မှာမျိုးဝဲအသင်းအတွက်လီယိုကစားပေးနိုင်မှုကျွန်တော်တို့စူးစမ်းနေပါတယ်။လောလောဆယ်မှာတော့အဲ့ဒီထက်ပိုတဲ့ထူးခြားမှုတွေမရှိသေးပါဘူးလို့မက်ဒီနာကအာဂျင်တီးနားသတင်းဌာန TN ကိုပြောကြားခဲ့ပါတယ်။မက်ဆီယာ1995ခုနှစ်က၎င်းရဲ့လူငယ်ကစားသမားဘဝကိုနယူးဝဲအသင်းမှာစတင်ခဲ့တာဖြစ်ပြီး2000ပြည့်နှစ်နှောင်းပိုင်းက၎င်းရဲ့အသက်73နှစ်အရွယ်မှာဘာစီလိုနာအသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။မက်ဆီအနေနဲ့လက်ရှိမှာမေဂျာလိကလပ်အင်တာမိုင်ယာမီအသင်းနဲ့2028ခုနှစ်ဒီဇင်ဘာလအထိစာချုပ်ချုပ်ဆိုထားတဲ့အတွက်အဲဒီကလပ်အသင်းရဲ့အထူးခွင့်ပြုချက်ကိုလိုအပ်မှာဖြစ်ပါတယ်။ဒါကနယူးဝဲအသင်းရဲ့လုံနိုင်စွမ်းထက်ကျော်လွန်နေတဲ့ project တစ်ခုပါလို့မက်ဒီနာကဆိုပါတယ်။ဒါကရိုဆာရီယိုမြို့နဲ့ပြည်내နဲ့ရောအာဂျင်တီးနားဘောလုံးလောကတစ်ခုလုံးနဲ့ပါသက်ဆိုင်တဲ့ project တစ်ခုပါဒါကအခြေခံအဆောက်အအုံပိုင်းနဲ့ပြိုင်ဆိုင်မှုရှိတဲ့အားကစားအစီအစဉ်တွေအတွက်ကျွန်တော်တို့လုပ်ပေးနိုင်တဲ့အရာတွေပေါ်မှာမူတည်နေပါတယ်လို့၎င်းကဆက်လက်ပြောပါတယ်မက်ဆီရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းမော်ဟောင်းဖြစ်သူအင်ဂျယ်ဒီမာရီယာဟာလည်းရိုဆာရီယိုအသင်းကဖြစ်ပြီးလက်ရှိမှာနယူးဝဲရဲ့ပြည်ရင်းပြိုင်ဘက်ရိုဆာရီယိုစင်ထရယ်အသင်းမှာကစားလျက်ရှိပါတယ်ဘလွန်တီအော့စု၈ကြိမ်စုခူးထားတဲ့မက်ဆီက၎င်းရဲ့ကစားသမားဘဝကိုနယူးဝဲအသင်းမှာကုံဆုံးမှုဆန္ဒရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပြီး၎င်းအနေနဲ့မိခင်နိုင်ငံမှာ professional ကလပ်အသင်းကစားသမားအဖြစ်ကစားခဲ့မှုချင်းမရှိပါဘူး။